ပါတယ်ဆမတူကိုလည်းဆက်လက်ပြီးတော့ဘုရားရှင်အထူးကောင်းကြီးပေးအသုံးပြုပါစေအာမင်ကဲအားလုံးပဲတရားယူပေးပါငြိမ်လေးထိုင်မယ်တက်တယ်လည်းမရှိနဲ့တက်တယ်မရှိနဲ့ဆိုတာအဲ့လိုပြောမှာမဟုတ်နော်ကျမတို့အရင်ကောင်းတဲ့ကျမတို့ပြောင်းဆက်လေးတစ်ပုဒ်ကိုကျမတို့ကအခုချိန်မှာကြည့်ရှုရမှာဖြစ်တယ်ဒါကြောင့်မို့ကလေးတွေကျေးဇူးပြု၍နေရာယူပေးပါဟိုပြေးဒီပြေးတွေမလုပ်ပါနဲ့အတန်တွေလုံးဝမထွက်ခဲနဲ့နားထောင်ပေးပါအခုပြမယ်ပြဆက်လေးရလေတကယ်ပဲဒီမှာရောက်လာတဲ့သူတယောက်ချင်းစီတိုင်းအတွက်ဘာစကားပြောမလဲဘာ message လေးတစ်ခုရသွားမလဲဆိုတဲ့ဟာလေးကိုကျမတို့အသက်တာထဲမှာခံယူဖို့အတွက်ပေါ့နော်ကျမတို့ဒီပြဆက်လေးကိုအတူတူကြည့်မှာဖြစ်ပါတယ်လို့အခုချိန်မှာဆိုလို့ရှိရင်ကျမတို့ပန်းတော်ဆက်ကျေးရွာ Focus Pen အသင်းတော်ကနေပြီးတော့မှအမျိုးသမီးအကြီးတန်းလေးတွေပေါ့နော်အကြီးတန်းလေးတွေဆိုတာအရင်အကြီးတဲ့ဖွိုင်းတွေမဟုတ်ဒါအမျိုးသမီးအကြီးတန်းလေးတွေကနေပြီးတော့မှပြဆက်အားဖြင့်ပြောင်းပါဝင်သွားမှာဖြစ်ပါတယ်လို့ဒီပြဆက်မှာပါဝင်ပြီးတော့အစီအစဉ်ကိုပြောပြသွားပေးမယ်ဆရာမဆေးဆေးကိုအားရပါရလက်ခေါ်တီဗီကြိုးဆိုပေးရအောင်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဒီကျမတို့ကကြသွားမယ်ပြဆက်ရဲ့နာမည်ကတော့ကောင်းကင်ငရဲဆိုတဲ့ပြဆက်ဖြစ်ပါတယ်ဒီပြဆက်ကိုစီစဉ်ပြီးတော့ဒါရိုက်တာပြုလုပ်ပေးတဲ့သူကတော့ဘယ်သူဖြစ်မဲ့လို့ထင်တယ်လဲရန်တော်ပါတယ်ကျမတို့ရဲ့ချစ်ခင်လေးစားရတဲ့ဆရာမတမင်တက်ဖြစ်ပါတယ်ဆရာမရဲ့ကောင်းကင်ဆောနာပြောသွားတဲ့အတိုင်းပဲဒီပြဆက်မှာအဓိကပါဝင်တဲ့ရုပ်ဆောင်တဲ့သူတွေကတော့အသင်းတော်ရဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ်မကြခင်မှာတွေ့ရတော့မှဖြစ်ပါတယ်အားလုံးရင်ခုန်စိတ်လှုပ်ရှားကြပါသလားရှားပါတယ်ကျမတို့တွေပြင်ဆင်ထားတဲ့အခါမှာအတက်နိုင်ဆုံးပြင်ဆင်ထားတာဖြစ်တယ်အားနဲ့ချက်တွေရှိသွားရင်လည်းနားလည်ကြည့်ပြီးတော့ကြည့်ရှုပေးကြပါအဓိကကျမတို့ပြသမယ့် message ပေါ့နော်အဲ့ဒါကိုလည်းနှလုံးသားပြင်ဆင်ပြီးတော့ကျမတို့ကြိုးဆိုကြရအောင်အားလုံးလက်ခုပ်တီးပြီးတော့ပြဆက်ဖွဲ့ကိုကြိုးဆိုကြရအောင်လုံလိုက်ရတာဖြစ်တဲ့အတွက်ကျမတို့မှာလိုအပ်ချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်အဲ့ဒါကိုမကြည့်ပဲနဲ့ပေါ့နော်အဓိကဒီလောက်ဆောင်သွားတဲ့ပြဆက်လေးကကျမတို့ကိုဘာ message ပေးမလဲဆိုတဲ့အရာလေးကိုပဲအရာယူပေးပါလို့အပြင်ပိုင်းအားနည်းချက်တွေကိုမကြည့်ဖို့ပေါ့နော်အနေနဲ့မြေတားရခံချင်ပါတယ်ကျမတို့ဒီပြဆက်မှာဇက်ဝင်ခံနှစ်ခန်းပါပါတယ်ပထမဇက်ဝင်ခံကတော့ကျမတို့တာမီနှစ်ယောက်ဇက်ဝင်ခံဖြစ်ပြီးတော့မှဒုတိယဇက်ဝင်ခံကတော့ကျမတို့အရန်ချစ်တဲ့တငယ်ချင်းနှစ်ယောက်ဇက်ဝင်ခံဖြစ်ပါတယ်လို့ဒါကြောင့်မို့ကျမတို့အစီအစဉ်လေးကိုစပြုဖို့အတွက်ပထမဇက်ဝင်ခံမှာပါဝင်မဲ့တယောက်ဆောင်များအစဉ်သစ်ဖြစ်ရင်အစပြုလို့ရပြီဆိုတာကိုကြေညာပေးချင်ပါတယ်သမီးတွေအမေတို့တွေဈေးဝယ်လာတဲ့ပစ္စည်းတွေဆိုပြီးဆောင်လာပြီတော့ဆုံးပြီးမြရဲ့ငါသမီးဒါယူသေးတယ်ဘာလို့လဲတဲ့အမေကိုပြောတော့ဒါကြီးဘာမှမဟုတ်ဘူးတမ်းလို့လောဆယ်တော့မိဝယ်လာတာအကုန်ပြည့်စုံနေပြီ
သိတော့မလို့သေးဘူးရှင် ဒီကတည်းကငါသမီးကိုလေမိမိကလေဘာမှမပူရအောင်တိလားပတ်စံနေလေကြိုက်တယ်လို့တော့နော်အဲ့လိုမျိုးထားနိုင်အောင်မိမိမှာစူးစမ်းပြောနေတယ်ငါသမီးအဖေကအသက်ရှင်နေတော့ခုလိုဆောင်လုပ်ပြီးတော့ဝင်ရလည်းမကောင်းအဲ့လေငွေရှာအလုံးဖက်ပြောငွေရှာပါလို့မိမိကပြောတယ်နားမထောင်ပဲနဲ့အမှုတော်ပဲစောင့်တဲ့ခါကျတော့မိမိမှငွေရှာရတယ်နော်အခုသူ့ဖေသမီးတို့ဖေမရှိတော့လည်းပဲငါသမီးကိုမိမိကချမ်းသာတာနဲ့လူလူလေးစုံထားနိုင်တာနော်အဲ့ဒါမိမိကိုကျေးဇူးတင်ကြလား ဟုတ်ကဲ့ ဘာမှခရတဲ့ကျေးဇူးတင်ကြမလို့ကြီးဖြစ်ပြောလို့နော်မိမိလည်းကျေးဇူးတင်နော်အဲ့ဒါအဲ့ဆိုရင်ဘာလို့သိအောင်ပြော မလို့သေးဘူးလောလောဆယ်တော့ပြည်စုံပြီးပြီဝင်လာနိုင်လဲဆုံး အဲ့ဆိုရင်မင်းတို့သွားစရာနေရာတစ်ခုရှိအဲ့ကိုသွားရအောင်နော် ခဏလေးမေဘယ်တော့မှတော့တမီးနဲ့ကြုံသိရအောင်လေ ဟိုသမီးကိုလေသမီးကចောင်းပြီးပြီဆိုတဲ့ခါကျတော့မိမိကသမီးကိုဂျပန်ကိုတစ်ခါပညာတော်တစ်ခါပြောလို့မှာအားအကြောင်းတို့ဂျပန် speaking ကိုလေမိမိကဒီမှာလူထဲမှာအပ်ထားတာရှိတယ်အဲ့တဲ့နဲ့လူတိုင်းနဲ့တက်လို့မရဘူးသူပြောစင်းရင်းသွင်းထားတာပဲ ဟုတ်လားမေဟိုတမီးပြောကြရှိသေးရဲ့ဒီနေ့ကဟိုလေတမီးဝင်နေလေမေမေရဲ့တမီးကဟိုဖျားချောင်းသွားဖို့ပဲကျန်းစာကိုယူလာတာအဲ့ဒီတင်တန်းသွားဖို့အတွက်ကိုစာအုပ်ယူရတယ်မပါဘူးမေရဲ့ဖျားချောင်းတက်ပြီးတော့မှပဲတင်တန်းသွားအောင်လေမေလည်းဖျားချောင်းလိုက်ခဲ့ပါတမီးကမေရဲ့ဝင်နေတော့စိတ်ဘူးလို့ပါ တက်ရှုံးဖြဲတော့မတက်ရှုံးလို့လား အဲ့တော့ဖျားချောင်းတင်သွားပြီးတော့မှတင်တန်းသွားရမယ်လေမေရဲ့ ဖျားကြောင်မတက်နဲ့ဖျားကြောင်တက်လို့ဘာမှလည်းရမှာမဟုတ်ဘူးအသမီးတင်တဲ့တက်မှနော်အတမငွေရှာနိုင်မှာနော်ဖျားကြောင်သွားလို့ပတ်စံသုံးရမှာမဟုတ်ဘူးဖျားကြောင်သွားပြီးအချိန်ကုန်တာပဲရှိတယ်အဲ့အချိန်ကုန်ပဲဆိုမှတင်တန်းလေးတက်ပြီးတော့တင်တန်းသွားအရမယ်တင်တန်းလည်းဒီနေ့နောက်ဆုံးပဲအချိန်မရှိဘူးအားကြောင့်မလို့ဒီနေ့မှမအဲ့ရင်မရတော့ဘူးကြောင့်မသွားမှာဖြစ်တယ် ဒါပေမဲ့မေဖျားချောင်းနဲ့ရင်သွားအောင်ပါဖျားချောင်းအပြင်ကကြောင်းမှသူတို့တင်တန်းသွားအပ်မယ်လေ ဒီမေပြောမယ်ငါသမီးလောကမှာအဓိကငွေပဲငွေမရှိဘူးဆိုရင်ဘာမှလောဒီခါထဲမှာမျက်နှာငယ်ရတယ်နော်ညီတို့ဖေမှုတို့ဆောင်လို့ငါမှမျက်နှာငယ်ရလို့ငါပတ်စံရှာပြီးတော့စူးစမ်းခဲ့လို့ဒီလိုမျိုးငါသမီးနေနိုင်တာပတ်စံရှိရင်ငါသမီးတငယ်ချင်းတွေနဲ့ရုပ်ရှင်တွေသွားမလားနိုက်ကလပ်တွေသွားမလားပါတီတွေသွားမလားနားမကဘာအနှက်ခရီးတွေထွက်လို့ရအဓိကငွေပဲငါသမီးအားကြောင့်မို့လို့တင်တန်းကိုသွားတက်ပြီးတော့နိုင်ငံခြားထွက်ပြီးငွေရှာမရမယ်တင်တန်းသွားရမယ်နော်ဖျားချောင်းမတက်ရဘူးသွားမယ် လိုက်ချင်ဦးမေမေရဲ့လိုက်ချင်ဦးမေမေရဲ့လမ်းကြောင်းလေးသွားအောင်ပါလိုက်ချင်ဦး ကဲ လမ်းကြောင်းလေးသွားအောင် ကားပေါ်တက် မေ